Hello everyone, Bright English Academy ရဲ့ grammar video class လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ချိန်ကပေါ့နော်ဒီနေ့ဘာကြောင့်ပြောသွားမှာလဲဆိုတော့ future perfect နဲ့ future perfect continuous tense နှစ်မျိုးလုံးကျွန်တော်တစ်ခါရေးပြောသွားပြီ။ကျွန်တော်အရင်တုန်းက present tense တွေပြီးရင်တော့ past tense တွေ future တွေကနှစ်မျိုးပေါ့ future simple future continuous အဲ့ဒါအကုန်ပြောပြီးသွားပြီ။အဲ့မှာ10မျိုးပြောပြီးသွားပြီပေါ့။အဲ့တော့ဒီနေ့မှာနှစ်မျိုးထပ်ပြောပြမယ်။နှစ်မျိုးထပ်ပြောပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ grammar အကုန်လုံးပေါ့နော် grammar tense နှစ်မျိုးလုံးပြီးသွားပြီ။လုံးဝအခြေခံရသွားပြီပေါ့နော်။လုံးဝဒီ grammar နဲ့ပတ်သက်ပြီးတိတိကျကျရသွားပြီပေါ့ဟုတ်ပြီအဲ့တော့ဒီ video လေးမှာဆိုလို့ရှိရင် future perfect နဲ့ continuous ကိုဘယ်လိုမျိုးသုံးလဲဆိုတာကိုရှေ့ example လေးနဲ့နားလည်လို့ရအောင်ပြပြပေးတော့အဲ့တော့စကြည့်ကြရအောင်နော်နောက်ဆိုရင် future perfect ဆိုတာက subject plus will have plus past participle plus 3ပေါ့အဲ့ဆိုရင်ကျတို့အရင်ကဆိုလို့ရှိရင်လေshe တို့ he တို့ဆိုလို့ရှိရင် has နဲ့တွဲတယ်တို့ you တို့ they တို့ I တို့ဆို have နဲ့တွဲလို့ရှိတယ်လေဒါပေမဲ့ future perfect မှာじゃဘာလဲဆိုတော့ဘယ်ဟာပဲလာလာဘယ်ရှိရ subject ကသူ့ရဲ့ subject ကဘာကြီးပဲနေနေကျတော့ have နဲ့ပဲတွဲမှာရမလားသူ့ရဲ့ထူးခြားချက်ကဘာကြီးပဲနေနေ have နဲ့ပဲတွဲမှာအဲဆိုရင် subject ကဘာပဲဖြစ်ဖြစ် he ဆိုရင်လည်း he will have be plus 3 she ဆိုလည်း she will have plus 3ဒါမှမဟုတ် you ဆိုရင်လည်း you will have plus 3အဲ့ဒါဖြစ်နေမှာဟုတ်ပြီသူ့ဘယ်လိုနေရာမှာတုံးလဲပေါ့သူအနာဂတ်ကာလမှာလှုပ်ဖြစ်နေတဲ့အရာအဲ့ဒီအချိန်တစ်ခုကြာရင်အဲ့ဒါလှုပ်ဖြစ်နေမယ်အဲ့လိုမျိုးပြောချင်ချင် future perfect ကိုတုံးတယ် example အနေနဲ့ဆိုလို့ရှိရင်By John, I will have graduated from the university. ဇွန်လရောက်ရင်ငါတက္ကသိုလ်ကဝယ်ရပြီလောက်ပြီဇွန်လမှာဝယ်ရပြီလောက်ပြီတေချာရဲ့အနာဂတ်မှာလုပ်ဖြစ်မယ်ရှာအဲ့လိုမျိုးပြောရဖြစ်တဲ့အတွက်ကျတော့ future perfect ကိုသုံးထားတဲ့ will have graduated will have graduated နောက်တစ်ခု by 5 o'clock we will have arrived 9 နာရီဆိုငါတို့ရောက်ပြီ9 နာရီဆိုရင်ငါတို့ရောက်ပြီဒီအနာဂတ်မှာဖြစ်လာမယ်9 နာရီမှာငါတို့ရောက်လာမယ်အဲ့လိုမျိုးတိတိကျကျတေချာပြပြထားဖြစ်တဲ့အတွက်ကျတော့future perfect ကိုသုံးထားတဲ့ will have arrived will have arrived ကဲဒီတစ်ခုနောက်ကမှားနေရပါတော့မှားနေရကို share ပြီးလို့ရှိရင်တူတူပြင်ကြည့်ကြမယ်အဲ့တော့ပထမအဆုံးအနေနဲ့ state verb တွေကိုများတော့အဖြစ် ing သုံးလို့မရဘူးချေ state verb တွေအကြောင်းပထမအဆုံး video လေးမှာပြပြခဲ့ဘူး state verb တွေဆိုရင် ing နဲ့တွဲလို့မရဘူး continuous ပြောရမယ်ဆို continuous ပေါ့နော် continuous တွေနဲ့တွဲလို့မရဘူးတခြား high နဲ့ပဲတွဲရမယ်ဆိုရင်ချေပြပြခဲ့ဘူးတယ်အဲ့တော့ state verb တွေကပါတယ်လေပေါ့ state verb တွေဆိုတာချေကိုင်တွဲလို့မရဘူးဒီတိုင်းပေါ့နော်ဒီကိုက်တယ်လို့မရဘူးပြီး action ဘက်မဟုတ်တဲ့ buff တွေအကုန်လုံး state buff ပေါ့ okay ကိုက state buff တွေကဘာလဲဆိုတော့မိသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ပထမဆုံး video လေးကိုပြန်ဖွင့်ပြီးတော့ကြည့်လို့ရတယ်အဲဆိုရင်ကို state buff ဆိုတာဘာလဲသိသွားပြီဒီမှာဆိုရင်ကြတော့ဒီဥမာကိုကဒီမှာပြောမယ်ပေါ့ငါက AP လာရောက်လို့ရှိရင်ဒီအိမ်ကို10နှစ်ကြာပိုင်10နှစ်ကြာပိုင်အဲ့လိုမျိုးသူက expire ဟာလေးပြောပြမယ်ပေါ့နော် by April I will have been owning this house for 10 years ဒီ AP လာရောက်လို့ရှိရင်ငါကဒီအိမ်ကို10နှစ်ကျော်ကြာပိုင်မှာအဲ့ဒါကို share သူက continuity နဲ့သုံးထားရမလားလုံးဝမရအောင်เนาะလုံးဝမရအောင် state buff ကို continuous နဲ့လုံးဝတွေ့တော့လို့မရဘူးအဲ့တော့ဒီဟာကြီးကမှားတယ်အပေါ်မှာဆိုလဲ future perfect နဲ့ကြီးရ future perfect နဲ့သုံးမယ်ဆိုရင်ဒီမှာဆိုလဲဘာကြမ်းခဲ့လဲချေတို့ဟုတ်တယ်ဝဲကြမ်းခဲ့တယ်အဲ့တော့ future perfect နဲ့ရေးမယ်ဆိုရင်ဒီမှာဆိုရင်ဘယ်လိုဖြစ်သွားမလဲသူရဲ့ sentence အမှန်လေးကို share ရေးကြည့်ကြမယ် okay by April ဆိုရင် I will have been onဟုတ်ပြီ this house for 10 years ဟုတ်ပြီနော်10 years ဟုတ်ပြီအဲ့တော့ကျတော့ဘာသုံးထားလဲငါကားတဲ့ဒီအိမ်ကို AB လာရောက်လို့ရှိရင်ဒီအိမ်ကို10နှစ်ကြာပိုင်မှာအဲ့တော့ကျတော့ will have battery will have battery ရမယ်နော်အဲ့တော့ဒီနှစ်ခုလုံးကမှားနေရပေါ့နော်ဟုတ်ပြီအဲ့တော့မှတ်ထားမှာဒီမှာ state verb ဆိုလို့ရှိရင်ကျတော့continuous နဲ့လောကသုံးလို့မရပါဘူးတခြားဟာနဲ့သုံးရမယ်ဆိုတာကိုဒီချာလေးမှတ်ထားရင်ကြာပြီဟုတ်ပြီ state verb တွေမေ့ပြန်ကြည့်လို့ရတယ်နော်အရှိ video လေးမှာပြီးတော့ဆို share ဒါလေးကိုဖြတ်လိုက်မယ်ပေါ့နော်ဖြတ်လိုက်ပြီးတော့ share continuous future perfect continuous တွေကိုဆက်သွားကြည့်မယ်ကဲ future perfect continuous ဆိုတာကကြတော့အနာဂတ်အချိန်ကာလမှာအဲ့ဒီအချိန်ကာလတစ်ခုကြာရင်ပြီးဘယ်လောက်ကြာလဲပေါ့အဓိကတော့ share continuous တွေကိုသတိထားမိလား continuous တွေကလေအချိန်ကာလကိုပြောတာ哦ပို့ပြီးဦးစားပေးတယ်past continuous မှာရောပြီးလို့ရှိရင် past perfect continuous for present continuous အကုန်လုံးကကျတော့အချိန်ကာလကိုပို့ပြီးတော့ focus လုပ်တဲ့အချိန်ကာလဦးစားပေးဒီမှာဆိုလည်းအချိန်ကာလဦးစားပေးအနာဂတ်အချိန်ကာလရောက်ရင်ပြီးမဲ့အရာအဲ့ဒါဘယ်လောက်ကြာလဲအဲ့လိုမျိုးဟာတွေကိုပြောခြင်းချေလို့ future perfect continuous နဲ့သုံးတယ်သူရဲ့ပုံစံ subject plus will have been plus buff ing continuous ဆိုတဲ့အတိုင်းပဲ ing ပေါ့ဟုတ်ပြီနော်example အနေနဲ့ဆိုလို့ရှိရင် by the time I will have been studying at the university for 4 years အဲ့ဒီအချိန်ရောက်လို့ရှိရင်ငါဒီတက်တုံမှာတက်နေ4နှစ်တောင်ကြာပြီတက်လို့ကျွန်တော်တက်လို့တက်နေ4နှစ်တောင်ကြာပြီအချိန်ကိုပြောထား4နှစ်ကြာအဲ့ဒါကိုပြောချင်တာဖြစ်တဲ့အတွက် future perfect continuous ကိုသုံးထားတယ် will have been studying ရမယ်နော်နောက်တစ် by then we will have been driving for 3 hours အဲ့ချိန်မှာငါတို့ကားမောက်လာတာ3နာရီကြာပြီ
အဲ့ဒီအချိန်မှာ3နာရီရောက်ကြပြီအဲ့လိုမျိုးပြောချင်တာဖြစ်တဲ့အတွက်ချေတို့ future perfect ကိုအချိန်ကိုပြောအောင်နော်3နာရီဆိုတဲ့အချိန်ကိုဒီကပို့ပြီး focus လုပ်ချင်တာအဲ့လိုမျိုးပြောချင်တာဖြစ်တဲ့အတွက်ချေတို့ where have been driving ရမယ်နော်အဲ့ဆိုရင်ချေတို့ပြန်ပြောမယ်ဆိုရင် future perfect ကကြတော့အနာဂတ်မှာလုပ်နေမယ့်အရာတွေကိုပြောရဲသူရဲ့ပုံစံက subject plus where have plus verb 3future perfect continuous ကကြတော့အနာဂတ်အချိန်ကာလမှာသူကအချိန်ကာလကိုပို့ပြီးဦးစားပေးရဲအဲ့ဒါမှာကြတော့ subject plus where have been plus verb ing ကဲဒါဆိုလို့ရှိရင် future perfect နဲ့ future perfect continuous ကိုဘယ်လိုသုံးမလဲဆိုတာနားလည်သွားမယ်လို့ထင်တယ်အဓိကတော့ဘောနော်ချေပြောချင်တာကိုကစာကြောင်းချအောင်လုပ်မယ်ဆိုလို့ရှိရင်ကိုကဘယ်ဟာဦးစားပေးမှာလဲဘယ်ဟာကိုပို့ပြီးတော့ focus ထားမှာလဲအဲ့ဒါကိုပြောပြီးတော့ကိုက tense လေးကိုစဉ်းစားမယ်ပေါ့နော်ပြီးဘယ် tense ကဘယ်လိုအချိန်တွေမှာတုံးလဲအဲ့အမျိုးကိုလည်းကိုကစဉ်းစားမယ်ပေါ့ဒီ future perfect နဲ့ future continuous ကိုလည်း example sentence လေးတိစောက်ကြည့်ပါကိုကိုယ်တိုင်လုပ်ကြည့်ခြင်းအဖြစ်အမြဲတမ်းပြောနေကြလို့ပဲကိုကမှတ်မိတာပေါ့နော်ဟုတ်ပြီအကယ်ကိုက test တွေကိုပြီးလို့ရှိရင်အကုန်လုံး12မျိုးလုံးပြီးသွားပြီပေါ့12မျိုးလုံးကိုကပြီးသွားပြီပြီးလို့ရှိရင်ဒီရသွားပြီလို့ခံစားရတယ်ဆိုရင်အဲ့ဒါမျိုးသုံးပြီးတော့စာချောင်းလေးလုပ်ကြည့်စာပိုက်လေးလုပ်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်ကျတော့ကိုယ့်ရဲ့ဒီ grammar 12မျိုးလုံးနားလည်နိုင်စွမ်းနေပို့ပြီးတော့ကိုဒါကိုတကယ်နားလည်ရလားနားမလည်ဘူးလားဆိုတာပိုသိမယ်ပေါ့နော်အဲ့ကြောင့်လို့ရှိရင်နားမလည်တဲ့ဟာလေးတွေကိုတွားပြီးတော့ပေါ့နော်ပြန်ကြည့်လို့ရတယ်ဗီဒီယိုလေးပြန်ကြည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော် test လေးရှိရပေါ့နော်အကုန်ရောထားတဲ့ test လေးမှာကိုဖြည့်ကြည့်ပေါ့ပြီးလို့ရှိရင်ကိုယ့်အကိုရေးကြည့်ရင်ကြတော့ကိုကဘယ်ဟာကို focus လုပ်ချင်တာလဲဥပမာအချိန် focus လုပ်ချင် continuous တုံးမယ်အဲ့လိုလေးကကိုရွှေ့လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ဒီ grammar video ဟာလေးရတော့အကုန်ပြီးသွားပြီဒီအထိပေါ့နော်ဒီ future perfect continuous ဆိုလုံးဝအကုန်ပြီးသွားပြီ12မျိုးလုံးပြီးသွားပြီအဲ့တော့ချက်မှကျန်တာက example sentence လေးတွေကိုကိုယ်တိုင်တိစောက်ကြည့်ပါအကယ်မမှတ်မိလို့ရှိရင်ပြန်ပြီးတော့ကြည့်ပါပြီးလို့ရှိရင်ဒီချာလေးလည်းဘာဆိုဘယ်လို test ရင်ဘယ်လိုပုံစံလေးသုံးလဲဆိုတော့မှတ်ထားပါအဲ့ဆိုလို့ရှိရင်တော့အားလုံးပဲဒီ grammar 12မျိုးလုံးကိုတတိချာလုပ်ပြီးတော့တတိချာနားလည်မယ်လို့လည်းမျှော်လင့်ပါတယ်အကုန်လုံးပေါ့နော်တေချာလေးစာလုပ်ပေးရတဲ့အတွက်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ် bye bye